ဝတ်ချင်ကြတယ်မျက်နှာဝတ်ချင်တယ်မတူဘူးနည်းနည်းလေးခမ်းတင်တာနဲ့ခဏခဏပြက်ထွက်တယ်ကျိုးတို့ရင်ဘတ်တို့မှာဝတ်ချင်နေပေါက်နေဆိုလို့ရှိရင်3သိန်းနဲ့ပစ္စည်းလေးစက်3ခုပဲရှိတယ်ပေါ့နော်ဒါကကြတော့ body cleanser ဒါကကြတော့ body wash ပေါ့နော် body wash ရဲ့တုံနာရယ်နောက်ပြီး serum ရယ်ဒီ3ခုကိုသုံးပြီးတော့မှလွယ်ကူကူနဲ့နောက်ပြီးတော့ရိုးရှင်းရှင်းနဲ့ပေါ့နော်ကျိုးဝတ်ချင်နေပြအောင်လုပ်ခဲ့တာလေးကိုပြပြပါမယ်ဒီကနံပါတ်1ကကြတော့ဒီ cleanser လေးပေါ့နော်ဒါလေးကကြတော့လေ problem ဆိုကြဝတ်ချင်ထွက်တယ်ဆိုလို့ရှိရင် Dettol လိုမျိုးပေါ့နော်ဟာတွေသုံးလိုက်တယ်ဆိုလို့ရှိရင်တက်တာရယ်ဆိုမှတို့ကအရင်ကျန်းသွားပြီးလို့ရှိရင်ကြတော့ဝတ်ချင်နေအမာရုပ်တွေပို့ပြီးတော့ကျန်တာကိုတွေ့ရတယ်ပေါ့အဲ့တော့ဒီဒါလေးကကြတော့ဆမ်းမှန်မြန်ထုတ်တာတော်တော်နာမည်ကြီးတယ်ဒါကလေကဘာမှာလည်းတော်တော်အဝဲနာမည်ကြီးတယ်ပေါ့နော်နိုင်ငံခြားမှာဆိုလို့ရှိရင်လည်းတော်တော်များများကဒီကြောဝက်ချန်အတွက် product တွေကမရှိဘူးမှာ Neutrogena ဆိုရှိရှိတယ် soft လည်းဖြစ်တယ်ဒါပေမဲ့လည်းတကယ်လည်းပျောက်တယ်ပေါ့နော်အဲ့လိုမျိုးဟာမရှိခါကြဒီဆမ်းမှန်ဟာလေးကကြတော့ US မှာတော့တော်တော်ဟိုနာမည်ကြီးရဲ့ထဲမှာပါတယ်ပေါ့နော်ဒါလေးကဝယ်သုံးချင်နေတာတော်တော်ဟိုကြာပြီဒါပေမဲ့ဒီတစ်ခေါက်ကကြတော့သူတို့အနေနဲ့ PR gift လေးပို့ပေးတဲ့ခါကြတော့အရင်ကအတော်လေးဖြစ်သွားတယ်ပေါ့နော်လိုချင်နေတာနဲ့အတော်ပဲအဲ့တော့ဒါတော့အိတ်ဆက်ပဲတုံးပြတာပေါ့နော်ခဲကြတော့ကျိုးမှာရင်ဘက်မှာလည်းပေါက်တယ်ကျမလိုမျိုးအလိုမျိုးချိန်တော့ရင်ဘက်တို့ကျိုးမှာတစ်ခုခုလေးလွဲတာနဲ့ပေါ့နော်များသောအားဖြင့်ဆိုလို့ရှိရင်ဒီမတက်နဲ့အလိုထောင်ဝယ်လေးပေါ့နော်အလိုမျိုးခရီးတွေပါသွားတာအစဝက်ချန်အားကြတော့ခမ်းမသိရင်ထွက်တယ်ပေါ့နော်အဲ့လိုဆိုတော့ခဏခဏထွက်တဲ့အတွက်ကြောင့်မလို့ဘလိုလေးတွေအမြဲတမ်းသုံးဖြစ်နေတယ်ဆိုတာလေးကို sharing လုပ်တင်မယ်နော်အလေးကကြတော့ soft လေးဖြစ်တယ်နောက်ပြီးလို့ရှိရင်လည်းတက်တာပေါ့နော်33ရဲ့ sandal line နဲ့လောက်ထားတာဆိုတော့အကျိုးမှာပေါက်တယ်ဆိုရင်ဘတ်တို့လက်တို့နောက်တင်ပါတို့အဲဆိုပေါင်လေးဒီပါပေါက်တယ်ပေါ့နော်ကိုယ်ပေါက်တာကိုလည်းပြောတခါလေးပြောတာပါဒီမှာဆိုရှင်ဒီလောက်ထိလေဒီကောင်နဲ့ပုတ်နေရတော့အဲ့လိုကြီးရဲသွားမှမတွေ့ရဘူးပေါ့နော်တော်တော်ဆိုရှင်ဝက်ချက်ပေါက်တယ်ဆိုဒီကလင်စာတွေဘာတွေပေါ့နော်တုံးလိုက်တာနဲ့ body wash ပဲတုံးလိုက်တာနဲ့ချက်ချင်းအသားတွေကရဲသွားတယ်ပေါ့နော်ဒီမှာဆိုရှင်ဒီဟာနဲ့ပုတ်လို့နော်ဒါနဲ့အဲ့လိုလေးမပြောင်းပြောင်းလေးပုတ်နေတဲ့အကြောင်းကိုနည်းနည်းရဲသွားတာဒီမှာတော့အကျုံးမှလည်းတုံးတယ်ပေါ့နော်ကိုကကြတော့တုံးပြတာဆိုတော့အကျုံးမှလိမ့်ပြသိအဆင်မပြေတော့အဲ့ဒါပြီးလို့ရှိရင်ဒီ Citra ထုတ်တဲ့တုံနာလေးအေးချေပြေးချေတုံနာလေးသုံးပါတယ်ဒါလေးကလည်းအနံလေးကတင်းတင်းလေးပေါ့နော်တင်းတင်းလေးနဲ့တော်လေးကိုပဲသုံးရတာအဆင်ပြေတယ်အေးချေပြေးချေတုံနာပဲဒီလိုညံ့ညံ့နေပေါ့နော်အရင်အသားတွေခြောက်သွားတာဆက်သွားတာမျိုးသိမခံစားအောင်အရင်နေလက်နဲ့ကုတ်ထားတယ်နောက်ပြီးတော့အရင်နေပုံးပယ်ထားရင်တော့နည်းနည်းတော့ဆက်မှာပေါ့နော်ဒါလေးကတော့ Planary ကထုတ်တဲ့ Retinol Serum လေးပါဒါလေးကတော်တော်လေးပပလေးနဲ့ပေါ့နော်လင်းရလည်းအဆင်ပြေအနံလေးကလည်းတင်းတင်းလေးရဲ့တကယ်လည်းပြောက်တယ်ပေါ့နော်တို့ကဝတ်ချင်ကြတယ်မျက်နှာဝတ်ချင်တယ်မတူဘူးသူနည်းနည်းလေးခမ်းတင်တာနဲ့ခဏခဏပြက်ထွက်တယ်အဲဆိုလို့ရှိရင်တော့ပြင်းလိုက်ကြီးအရင်စူးစူးဝိုင်းမထွက်ရင်တော့မှဒီလိုမျိုးလေးပေါ့နော်နည်းနည်းလေးတော့ပြက်ထွက်လာတာမျိုးရှိတယ်ပေါ့နော်အဲ့တော့ product လေးတွေကဝယ်ထားပြီးပြီဆိုလို့ရှိရင်တော့ဟိုမထွက်လို့ရှိရင်တော့ခဏရက်ထားတယ်ထွက်ရင်နည်းနည်းလေးပြန်သုံးတယ်ပေါ့နော်အဲ့တော့ဒါလေးတွေကို recommend ပါတယ်